နာမည်က fix လို့ခေါ်ပါတယ်သူကတော့တတော်တစ်ခုလုံးမှာတန်ဖိုးရှိဆုံးယရနာချစ်တဲ့ကံကောင်းခြင်းသစ်စေကိုရှာဖွေဖို့ရည်မှန်းချက်ကြီးတဲ့ရှင်ကလေးပါဒါပေမဲ့အဲ့ဒီခန်းသားထဲဝါတဲ့တစ်ပင်ကြီးပေါ်ကိုသူတက်ရောက်လိုက်တဲ့အခါမှာနေမင်းရဲ့နောက်ဆုံးရွှေရောင်အလင်းတန်းလေးတွေမိန်ဖြော့စားပြလာပါပြီတစ်ကိုင်းတွေကထိတ်လန့်စရာကောင်းလာပြီးတစ်တော်ရဲ့အပေါ်ဆုံးထပ်ကအပြာရောင်အရိပ်တွေရှုပ်ထွေးနေတဲ့လမ်းများအဖြစ်ပြောင်းလဲသွားပါရဲ့တနာစရာ page လေးဟာရင်ထဲမှာစိုးရိမ်တုန်လှုပ်နေပါတယ်အခေါင်းပေါက်တစ်ခုရဲ့အတွင်းနက်နက်မှာတော့ပိုသေးငယ်ရဲ့ဝိညာဉ်လေးတစ်ခုပုံကွယ်နေပါတယ်သူမနာမည်ကလူမာပါရှက်တက်လုံးလို့အလင်းရောင်တောင်ကောင်းကောင်းမထွက်နိုင်တဲ့ပိုးစုံကျူးကလေးပါ Pix ကအဲ့ဒီကြောက်ရွံ့နေတဲ့အလင်းထန်းလေးကိုတွေ့လိုက်တယ်မပုံးပါနဲ့လို့သူကတိမ်ငွေ့စွာတိုးတိုးလေးပြောလိုက်တယ်လူမရဲ့နှလုံးသားလေးလှုပ်ခါသွားတယ်သူမကြောက်ပေမဲ့ဒီရှင့်ကလေးရဲ့အတန်ကအရန်နှူးညံ့လို့သူ့ကိုကူညီနိုင်မယ်လို့လည်းထင်သွားတယ်ဂျုံကြည်မှုနဲ့အတူလူမဟာသူ့ရဲ့တတိအောင်လုံးကိုစူးစီးလိုက်ပြီးသူမရဲ့တစ်ခုတည်းပေါ်တန်းငယ်တဲ့အလင်းရောင်လေးဟာတောက်ပတဲ့ရွှေချက်ဖွင့်တစ်ခုလိုပေါက်ပွဲထွက်လာပါတော့တယ်လူမကလမ်းကိုထိုးညှိပေးလိုက်တော့အမုံတို့ထဲကကြောက်စရာကောင်းတဲ့လမ်းကလုံးဝရှင်းလင်းလွယ်ကူသွားပါပြီ Pix ကသူ့လက်ဖွားကိုဆန်းတန်းလိုက်ပြီးတောက်ပရဲ့အလင်းရောင်ရဲ့လမ်းညွှန်မှုနဲ့နောက်ဆုံးမှာတော့တောက်ပြောင်ကအဖိုးတန်ကံကောင်းခြင်းသစ်စိတ်ကိုစုပ်ကင်လိုက်ပါပြီသူတို့လုံနိုင်ခဲ့ပြီဒီပိုးစုံကျူးကလေးနဲ့ကံကားငယ်ရှင်ကလေးဟာဆုလာကိုရရှိခဲ့ပြီးညနေဆူစာတဲ့နောက်ဆုံးအလင်းရောင်လေးပျောက်ကွယ်သွားချိန်မှာပဲပေါ့သူတို့တယောက်ကိုတယောက်တွေ့ရှိခဲ့ကြတဲ့နောက်မှာတော့အမောင်တို့ဖုံးလွှမ်းနေတဲ့တစ်ကြောကြီးကကြောက်စရာမကောင်းတော့ပါဘူး။ဘာလို့လဲဆိုတော့တခါလေးမှာအတင်းငယ်ဆုံးအလင်းရောင်လေးကနေအကြီးမားဆုံးအတော့ပါဆုံးသောငငယ်ချင်းတယောက်စဉ်ကိုစတင်နိုင်လို့ပါပဲ။